ကလပဲချမ်း30သားကိုညကလေးကရေစိမ်ထားပါမယ်နော်။နှစ်ကြိုင်ဆေးပြီးရေစစ်ထားပါမယ်။ပါဝင်ပြည့်စည်အနေနဲ့ကြက်သွန်လေးကြက်သွန်ဖြူခြင်းနဲ့ပြုတ်ပြီးသားကြက်သားလေးကိုထည့်ပြီးသုံးပေးထားပါတယ်။ပဲချက်မှုတ်က2စွန်းစံစိမ်းမှုတ်5စွန်းစားချုံမှုတ်စားရဲဆိုတာနဲ့ငယ်ထည့်ထားပါတယ်။ကျက်သွန်တွေကိုလှီးထည့်လဲရပါတယ်ဒီနေရာမှာချစ်ကလေးနဲ့ချစ်ပြီးထည့်ထားပါတယ်လှုပ်ရှားကြည့်ပါနော်စားလို့ရန်ကောင်းပါတယ်ရှင်ကြည့်ရှုပေးတဲ့တဦးတယောက်စင်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် like and subscribe လုပ်ထားဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်